တရုတ်ဆောင်ရှင်မွေလာနဲ့အဆိုတော်မီလာတန်စင်ချစ်ချစ်နူးနေတဲ့ဗီဒီယိုဖိုင်ထွက်ရှိလာအနုပညာလောကမှာအဆိုတော်နဲ့ရုပ်ရှင်တရုတ်ဆောင်တို့ချစ်ကြိုက်သွားကြတဲ့ဇာတ်လမ်းတွေကအမြဲလိုလိုဖြစ်နေကြတာဖြစ်ပြီးတော့တိတ်တော်မထူးဆန်းတော့ပါဘူးအခုခါမှလည်းရုပ်ရှင်တရုတ်ဆောင်မင်းသားရှင်မွေလာနဲ့ချစ်သူတွေဖြစ်နေပြီလို့ထင်ကြေးပေးခံနေရတာကတော့တရုတ်ဆောင်နဲ့အဆိုတော်ကောင်မလေးမီလာတန်စင်ပါဒီလိုမျိုးပရိသတ်တွေထင်ကြေးပေးနေကြတာကမီလာတန်စင်နဲ့ရှင်မွေလာတို့အတူတူဖက်ပြီးတော့ជីជីနူးနူးနဲ့မုံစားနေကြတဲ့ဗီဒီယိုဖိုင်လေးတစ်ဖိုင်ကြောင့်ဖြစ်ပါတယ်ဒါကြောင့်လည်းပရိသတ်တွေကရှင်မွေလာနဲ့မီလာတန်စင်တို့ချစ်သူတွေဖြစ်နေပြီလို့ထင်ကြေးပေးကြတာပါရှင်မွေလာဟာ MRTV4 ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့်နာမည်ရလာတဲ့မင်းသားတစ်လက်ဖြစ်ပြီးတော့အခုချိန်မှာတော့ရုပ်ရှင်ဇာတ်ကားကြီးတွေကိုပါရိုက်ကူးနေရတဲ့ထိပ်တန်းမင်းသားတစ်လက်ပါမီလာတန်စင်ကတော့ငယ်စဉ်ကလေးကတချင်းလေးတွေကိုဆိုရင်းနဲ့ပရိသတ်တွေရဲ့အချစ်ကိုရရှိထားတဲ့ကလေးငယ်ဖြစ်ပြီးတော့အခုခါမှာတော့ပရိသတ်တွေရဲ့မျက်စိအောက်မှာကြီးပြင်းလာလို့အပြိုကြီးဖဖဖြစ်နေပါပြီအခုဆိုရင်တော့မီလာတန်စင်ကမြန်မာနိုင်ငံရဲ့ထိပ်တန်းဘလော့ဂါအဆိုတော်ဖြစ်နေရပါဒီလိုမျိုးမီလာတန်စင်နဲ့တရုတ်ဆောင်မင်းသားရှင်မွေလာတို့ဟာချစ်ကြိုက်နေပြီလို့ထင်ကြေးပေးခံနေရတာဖြစ်ပါတယ်ဒါပေမဲ့တချို့သောသတင်းတွေအရတော့အဆိုပါဗီဒီယိုဖိုင်ကရှူတင်ရိုက်ခွင်းပေါ်ကဗီဒီယိုဖိုင်လို့ပြောကြပါတယ်ဒါပေမဲ့သူတို့နှစ်ယောက်တရုတ်ဆောင်ကအသက်ပါလွန်နေရကတော့အမှန်ပါပဲဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောရှင်မွေလာနဲ့မီလာတန်စင်ကိုသဘောတူလားဆိုတာပြောသားခဲ့ပါအောင်ရှင်